မေလ29/2026ဒီနေ့မှာကျွန်တော်ဗီဒီယိုဖိုင်လေးတွေဖွင့်ပြမယ်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးကြရအောင်ပါမင်္ဂလာပါဆေးဘောကိုဆွေရှင်းရှင်းလေးရပါအောင်နဲ့ဝီဝီဝီရေတေတေရာဒီဘာကဘာလဲကြောက်ရေမလဲမလဲတင်းစီခါပဲမာယာယာရေဟောဘေးဘာလဲလာရတာကိုယ်တေတေရာမဘေးကလေးမလာရဒါဆိုကိုတော့ဘွဲမရှိလို့လားကဲဇက်သမင်တစ်ဖက်ပြီးပြီနောက်တစ်ခုတော့ကျွန်တော်ထပ်ကြည့်ရအောင်နော်ရှိတယ်လေဟမ် MBBS ဟာ MBBS ဟာ very good ကျေပြောဘာလဲတော့ MBBS ပါ N ကမြန်မာ B ကဗုဒ္ဓဘာသာ B ကဘိန်းတော် B ကဘိန်းတော် D ကဓာတ်ဆရာ D ကဓာတ်ဆရာ S ကဆရာမြန်မာဗုဒ္ဓဘာသာဓာတ်ဘိန်းတော်ဆရာမြန်မာဗုဒ္ဓဘာသာဓာတ်ဘိန်းတော်ဆရာတဲ့နားထောင်နော်အန်ကမြန်မာဘီကဗုဒ္ဓဘာသာဘီကဘိန်းတော်ဒီကဓာတ်ဆရာသင်စားလားနော်ပြီးမှကျွန်တော်အားလုံးဆွေးနွေးရအောင်ရှိသေးတယ်ကျွန်တော်ဆက်ပြီးတော့မိဘပြည်သူများထပ်ပြီးတော့ဗီဒီယိုဖိုင်လေးတွေဖွင့်ပြပါအောင်မယ်တိုက်တဲ့လောက်ဆဲပလေစီဖုန်းကြီးပေါ်တာဆဲဆက်တိုက်တဲ့လောက်ပြောပလေစီနော်ဘုန်းကြီးပေါ်တာဆိုကြိုက်တဲ့လောက်ပြောပါစေပေါင်းငနွားခွေးသားဟုတ်ပြီနော်နောက်တစ်ဖိုင်ကျွန်တော်ဖွင့်ပြအောင်မယ်ဘုရားသူကမဘာမအပ်ထားတဲ့ဥစ္စာတွေနဲ့လှူရမှာလေဟာဝိရသူနဲ့ဝိမလဟာကဘာမှမရှိတဲ့ပစ္စည်းတွေပတ်စံတွေထုတ်သုံးလို့ရတယ်လေသူကလည်းသူအပ်ထားတာမြတ်ပြည်သူများနောက်တစ်ဖိုင်မာပြီးတဲ့ဆိုးတဲ့နိုင်ငံတွေအများကြီးပါမင်းတို့ကသတင်းလောက်ဖတ်ပြီးတော့မြန်မာပြည်ကသုံးစားမရဘူးလို့ထင်မနေပါနဲ့နိုင်ငံခြားမှာဘုံ၈နိုင်ငံလောက်နေခဲ့အဲ့ဒီမှာမင်းတို့ဘယ်လောက်ဒုက္ခရောက်လဲဆိုတော့နိုင်ငံခြားရောက်တွေ့လိမ့်မယ်တချို့ကနိုင်ငံခြားသတင်းတွေနားထောင်ပြီးနိုင်ငံခြားသွားတဲ့လူမျိုးမျိုးဟိုမှာမင်းတို့မလွယ်ဘူးဒီလောက်မလွယ်ဘူးနော်မြန်မာနိုင်ငံထက်ဆိုးတဲ့နိုင်ငံတွေရှိပါသေးတယ်တဲ့မင်းတို့နိုင်ငံခြားတွေတဲ့အထင်မကြီးနဲ့ပေါ့သူကနိုင်ငံ၈နိုင်ငံလောက်ရောက်ဘူးတဲ့အဲ့၈နိုင်ငံလောက်ရောက်ဘူးတဲ့အချိန်မှာဇော်တိတာရပေါ့လေ၈နိုင်ငံလောက်ရောက်ဘူးတဲ့အချိန်မှာသူရောက်ဘူးတဲ့နိုင်ငံတွေကမြန်မာနိုင်ငံထက်ဆိုးသွမ်းတဲ့နိုင်ငံတွေလို့ပဲဆိုရမှာပေါ့နော်ကဲကျွန်တော်နောက်တစ်ဖိုင်ထပ်ပွင့်ပြအောင်ခင်ဗျဒါကတော့ဗုဒ္ဓဖရာတော်မှာသူ့တော့တကူမကြည့်ဘူးကဲဒီမှာဒီဆရာလေးကတော့သင်္ကန်းလေးယုံပြီးတော့သူ့ကိုယ်သူယဟန်ဒါလူဟုတ်လားဘာလူညာလူနဲ့ဟမ်သူ့ရေမန်းလေးတောက်လိုက်ရင်ဒီကဘာလုံးမှာရှိတဲ့ယောဂဝေဒနာရှင်အားလုံးဘာကင်ဆာဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးသူ့ရေလေးတောက်လိုက်တာနဲ့ချက်ချင်းတောက်ချက်ချင်းပြောက်တဲ့တကိုးရှင်ကြီးတကယ်တကိုးရှင်ကြီးနော်ဗုဒ္ဓဖရာတော်သူ့လောက်တကိုးမကြည့်ဘူးသူ့လောက်တကိုးကြည့်တာသူပဲရှိတယ်သူ့ရေမန်းလေးကိုတောက်လိုက်တာနဲ့ရှိသမျှယောဂဝေဒနာအကုန်ပြောင်းမယ်ဆိုပဲကဲနောက်တစ်ဖိုင်ကျွန်တော်ဖွင့်ပြအောင်ပါဒီနေ့စီးသွားတာခင်ဗျာစီးသွားလမ်းကြောင်းမှာဒီအသိဉာဏ်စီးပြီးလေးပြန်ပါဖြစ်ပါတယ်။အဲ့ဒါလို့တော်တာ။ကဲဒီမှာတော့ဓာတ်ပုံလေးတွေပေါ့လေကျွန်တော်ဆက်ပြီးတော့ဗီဒီယိုပိုင်ဖွင့်ပြရင်မိဘပြည်သူတို့အတွက်အရန်ဆေသွားမှဆိုလို့တပားချင်းစီကျွန်တော်ထောက်ပြပေးမယ်။ဟောဒီမှာကတော့မင်းအောင်လိုင်းအာနာယူမိတ်ဆာကောင်ကြီးကိုတရားပညာနဲ့ပြည့်စုံတော်မူသောသာသနာပြုမင်းကောင်းမင်းမြတ်ကြီးတဲ့မင်းအောင်လိုင်းတဲတဲ့ဖရာကစမိုင်းလင်းသူများခေါ်တာတော့ဂူကြီးပေါ့လေဂူပေါ့ဒီတကူကိုတော်ကြီးပါခင်ဗျနောက်တစ်ပါးဝစီပိတ်ထားတယ်ထမင်းကြတော့မြို့တက်တယ်ရေကြတော့ဆိုးတယ်ဘယ်အပေါင်းနဲ့ဘလို့ထိုးထဲလဲတော့မသိဘူးစကားကြတော့မပြောဘူးတဲ့ဘာပြောလဲမြမ်းသက်ခိုင်ရဲ့ခေါင်းကိုပြစ်ခဲ့တာရရပါလဲခစ်ကိုပြောင်းနေရင်မင်းတို့ခေါင်းကိုပြစ်တဲ့ညာသက်ခိုင်ခေါင်းထိခိတ်ဟောကဘာကျော်တမိုင်းဝင်တဲ့ခစ်ကိုပြောင်းရင်ခေါင်းကိုပြစ်တဲ့ဝစီပိတ်ဆိုတဲ့ကောင်အဲ့ဒီမှာလာမယ်ခင်ဗျနောက်တစ်ခေါက်စေကိန်ဒမန္တလေးတိုင်းမှာ
ရေတွေကြီးတဲ့ခါကျတော့ဆယ်တွေပြဿနာဖြစ်တော့မန္တလေးတိုင်းစီပင်သာရဲဝန်ကြီးဦးရဲဝင်းလွင်မင်းတို့ပါပစ်တယ်ညာပစ်တယ်တခါတော့သင်္ကန်းဆိုတော့ဆိုပြီးတော့ဟာသမငစိမ့်တဲ့တိုင်းရင်နဲ့တက်စောက်ချိုမျိုးနဲ့သွားပြီးတော့မှမင်းတို့ဘယ်ကဲဆိုပဲညာဆိုဟုတ်ပြီဒီကိတာအခုနေအမေးလင်မင်းအောင်လိုက်အာနာယုမိတ်ဆာကောင်ကတိုင်းပြည်ကိုနေ့စဉ်နဲ့အမျှသွေးချောင်းစီးအောင်လုပ်နေတယ်မင်းစောက်ပေါက်ဘာထိုးထားသလဲဒီကိတာနောက်တစ်ပါးလာအောင်မဒီမှာကဘာမှာဗုဒ္ဓဘာသာမှာအန္တရာယ်အစီဆုံးသောမျက်နာတဲ့ကဘာသတ်မှတ်တာတကောင်ဝေရသူအနန္တကြုံနဲ့ပြန်လာကြုံမယ်အမေတော်ဆက်စုကြည်ပြန်လာတဲ့ချိန်မှာကျွန်တော်တို့ကပန်းနေနဲ့အနန်းနေနဲ့ကြူတဲ့ချိန်မှာငါတို့ကတော့အနန်းနဲ့မကြူဂန်းနဲ့ကြုံမယ်ဆိုတော့ခွေးသားဝေရသူနော်ဟုတ်ပြီနောက်တစ်ကောင်လာဟုတ်ပါပေါက်ငနာခွေးသားလို့ကဘာကြော်နေတဲ့ဟောစောစောတော့ကျွန်တော်ဗီဒီယိုဖိုင်ဖွင့်ပြတာပြီးသားပြီပေါ့နော်ဟုတ်ပြီပေါက်ငနာခွေးသားတော့ဒီလောကရမှာအလွန်တရာဆက်ဆုပ်ယွန်စားပဲကောင်းသလိုဟောဒီမှာတကောဝါသဝစစ်မှုတန်းပူချုပ်ကြီးပေါ့ခွေးမသားရှိသမျှကောင်အဲ့ဒီသူ့ရဲ့ဒေသမှာရှိသမျှကောင်မတွေအကုန်လုံးမရေးကျင်လာတဲ့ကောင်ဟုတ်ပြီနော်ဒီအောက်ကဝိမလာတော့စောစောတော့ဝိရသူနဲ့နောင်တော်ကြီးပေါ့ကျန်တဲ့အစိတ်ပိုင်းလေးတွေကျွန်တော်ဆက်မပြောတော့ပါဘူးအစိတ်မှာလည်းကျွန်တော်စီစဉ်သူတို့ရဲ့ဗီဒီယိုတွေကျွန်တော်အမြောက်များစွာအသက်တွေထောက်ထားတွေမြောက်မြောက်ဆိုပြည်သူကိုကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကျွန်တော်နိုင်ငံသူနိုင်ငံသားအားလုံးသိရှိဖို့အတွက်လည်းကျွန်တော်တို့တင်ဆက်ထားပြီးသားဖြစ်တယ်ကဲကျွန်တော်ဆိုလိုချင်တာကပါလဲယဟန်တွေကိုမစော်ကားပါနဲ့သင်္ကန်းဝတ်ထားတဲ့သင်္ကန်းကိုအာနာပါသူ့အပြစ်သူခံလိမ့်မယ်ဆိုတဲ့ကောင်းလေမင်းတို့ကတော့ဒီအုပ်စုမှာအခုပြထားတဲ့အုပ်စုတွေကိုမင်းတို့ဖျားလိုပဲသတ်မှတ်ပြီးဖင်ကုန်းကြတော့တန်ဃာလိုသတ်မှတ်ပြီးတော့အိမ်ဦးရမ်းထက်တက်အိမ်တောင်နဲ့ပဲတက်တက်ဖင်မဲခါခါခေါင်းမဲလို့ငါတို့ကတော့ကြည့်မဆိုင်ဒီလိုပုံကိုမျိုးတွေကိုဖင်ကုန်းကြတော့တယ်ဆိုတာကအလွန်တရာဆက်ဆုပ်ယွန်စားပွဲကောင်းတဲ့သူတွေကသာလျင်ဒီလိုအခုကျွန်တော်တင်ပြခဲ့တဲ့သင်္ကန်းဝတ်အရေးကြုံတွေကိုဖင်ကုန်းကြတော့ပြီးကိုယ်ွယ်စီကတ်ကောင်းစီကတ်နေလိုက်ကြမှာဒါမဲ့ဒီပုံကိုတွေကိုဟုတ်လားအခုကျွန်တော်တင်ပြခဲ့တဲ့အချက်လက်လေးတွေကိုကြည့်ပြီးရဲ့ကျွန်တော်တို့မိဘပြည်သူတွေကျောင်းနိုင်ငံသားတွေရောယဟန်အဖြစ်သတ်မှတ်ပြီးဖင်ကုန်းကြတော့ကြမှာလားအတန်ဃာမို့လို့ဖင်ကုန်းကြတော့ကြမှာလားသင်္ကန်းဝတ်ထားလို့ဖင်ကုန်းကြတော့ကြမှာလားဆိုရင်ကျွန်တော်ကတော့နိုးပါကျွန်တော်တို့ဒီအထက်တန်းစားဗုဒ္ဓဘာသာဖြစ်တယ်ဒီလိုယဟန်ကျင့်ဝတ်ဘယ်နေရာမှမရှိတော့တဲ့ပုံကိုယ်တွေယဟန်စောက်စီရမှကျင့်ဝတ်တွေကိုစောက်စီခြင်းမရှိတဲ့အရေးကြုံယဟန်ဆိုယဟန်ကြီးယဟန်ယုတ်တွေကိုကျွန်တော်တို့ဖင်ကုန်းကြောနေရလောက်အောင်ကျွန်တော်တို့အတွေးခေါ်ကအောက်တန်းစားမဆန်ဘူးကျွန်တော်တို့ဒီအထက်တန်းစားဗုဒ္ဓဘာသာဖြစ်တယ်ဒါကြောင့်မို့ဒီလိုယဟန်ဆိုယဟန်ကြီးယဟန်ယုတ်တွေကိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဗုဒ္ဓသာသနာမှာနိုးပါပဲလို့